စားသမားကစားပွဲမှာအပီးတိုင်ထုတ်ပယ်လိုက်ပါတယ်အခုချိန်ကစပြီးကစားသမားများရဲ့တယောက်ချင်းစီရလဒ်များကိုကြေညာပေးတော့မှာဖြစ်ပါတယ်ကစားသမား3-3-1နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီကစားသမား3-3-2နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီကစားသမား3-3-3ကစားပွဲမှာအပီးတိုင်ထုတ်ပယ်လိုက်ပါတယ်ခုပေါ့နော်တက်သွားတဲ့သူတွေကိုအားပေးကြပါအကုန်လုံးလည်းအကောင်းဆုံးကြိုးစားခဲ့တယ်ရှုံးတဲ့သူတွေလည်းရှုံးတဲ့အလျောက်ပေါ့နော်အကောင်းဆုံးကြိုးစားခဲ့ကြတယ်သူတို့လည်းတန်ရာရအမျိုးစုံပေါ့နော်မနေ့ကစားဂိမ်းမှာဆိုလို့ရှိရင်လည်းအဲ့လိုတန်ရာရပြီးတော့ကြိုးစားခဲ့ကြတယ်နိုင်သွားတဲ့သူတွေအတွက်လည်း congratulation ပါကစားကြီးတွေကိုကြောက်ဖို့ရှင်မခုံဖို့ကိုယ့်ကိုယ်ကိုပြောချင်ပါတယ်ဆော့အတော့ကဂိမ်းပါတယ်အဲ့လိုမျိုးရှုံးရတဲ့အတွက်ကြောင့်ဆော့ကျင်မှတည်ရထပ်ပြီးတော့လေချိန်တန်အိမ်ပြန်နဲ့ကောင်းငင်နဲ့တရားတရားတော့တယ်ဟာလို့ရင်းပါဝါရဲ့ဒီတိုင်းကိုအားပေးဖို့အတွက်အများကြီးကြည့်ရှုအားပေးပါရှင့်ကစားသမား3-3-4နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီကစားသမား3-3-5ကစားပွဲမှာအပီးတိုင်ထုတ်ပယ်လိုက်ပါတယ်နိုင်ဖို့ကတော့ဘုံလုံးကတော့နိုင်နေတာပဲကျွန်တော်လည်းနိုင်ဖို့ချားတော့လုပ်ပါမတရားရှိပါပြီမေးတဲ့သူမလွမ်းတဲ့သူကျမငိုနေလေအဲ့ဒီမှာဘာမှမစင်းတော့ပဲမြန်မြန်တော့လုံးပြန်လာလိုက်တော့နိုင်တော့တော်တော်ပျော်ရပါတယ်ဘာမှမရရရဲ့ဒီလောကလမ်းမှာဆွေးနွေးသူလွမ်းတဲ့သူမြေဝေးမဟုတ်လားလေးမှတ်ပြေကျွန်တော်ယူခဲ့ပေးလိုက်တယ်ဒါရဟိုမဖြော်လင့်တော့ပေါ့အဲ့လိုလေးတော့ရှိတယ်ကစားသမား3-3-6နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီကစားသမား3-3-9နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီကစားသမား3-3-8ကစားပွဲမှာအပီးတိုင်ထုတ်ပယ်လိုက်ပါတယ်သူကြောင့်လို့လည်းမပြောချင်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့အဖွဲ့ဒီတမက်နဲ့ကက်ရှုံးသွားပေါ်မှာခံပြမိပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့အဖွဲ့အကောင်းဆုံးကြိုးစားခဲ့ပါတယ်ကိုစွမ်းညက်စွမ်းရှိသည်များအားကုန်ထုတ်ပြီးတော့ကြိုးစားအောင်ပေါ့နော်မတရားရှိပါပြီမေးတဲ့သူမလွမ်းတဲ့သူမြေဝေးကျမငိုနေလေဘလို့တားစီမရနိုင်ပြီချိန်တန်အိမ်ပြန်နဲ့ကောင်းငင်ကလေးတွေဘာမှမရရရဲ့ဒီလောကလမ်းမှာအပြည့်မှုအမှားတွေရှိခဲ့ရင်လည်းနားလည်ပြီးတော့ခွင့်လွှတ်ပေးဖို့လည်းဒီကနေပြောချင်ပါတယ်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကစားသမား3-3-9
ကစားပွဲမှအပီးတိုင်ထုတ်ပယ်လိုက်ပါတယ် စောစောပြန်ရတော့ကောင်းတာပေါ့ကွယ်မပင်မန်းတော့ဘူးပေါ့နော်ဒါပေမဲ့ကိုကတော့3ရက်နေ့တိတော့ပါချင်တော့ ဘာလို့တငယ်ချင်းမင်းဘဝရှိကိုလေ လူဆိုတာဘယ်သူမှမယုံအောင် ဘဝတိတ်ကလေးတွေပြန်လဲစဉ်းစားတိုင်းရမအမတ်တရားရှိပါပြီမေးတဲ့သူမလွမ်းတဲ့သူမြေဝေးကျမငိုနေလဲဘလို့တားစီမရနိုင်ပြီချိန်တန်အိမ်ပြန်တဲ့ကောင်းငင်ကလေးတွေဘာမှမရရရဲ့ဒီလောကလမ်းမှာဆွေးလန်းသူလွမ်းတဲ့သူမြေဝေး ရှုံးပြီးပြန်အတွက်တော့1 minute ပါအောင်ရှစ်ပြိုင်ပွဲဆိုတာတိလိုပါပဲ ကစားသမား3-1-3 ကစားပွဲမှအပီးတိုင်ထုတ်ပယ်လိုက်ပါတယ် ကိုထွက်မယ်ဆိုလဲဒါကိုအကောင်းဆုံးကြိုးစားခဲ့တဲ့ထပ်ပြပြကြီးထောက်မှာပေါ့နော် ဘာလို့တငယ်ချင်းမင်းဘဝရှိကို ကိုလုံးနိုင်မယ်လို့ထင်စနိုးနိုင်အောင်ဆောက်ပါလို့ပြောချင်ပါတယ် ဘဝတိတ်ကလေးတွေပြန်လဲစဉ်းစား ဆိုရင်လက်ထဲကနေပြီးတော့နောက်ဆုံးချိန်ထိလွတ်အောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့မတက်နိုင်ခဲ့ပါအောင်တော့ ကျမငိုနေလဲဘလို့တားစီမရနိုင်ပြီချိန်တန်အိမ်ပြန်တဲ့ကောင်းငင်ကလေးတွေဘာမှမရရရဲ့ဒီလောကလမ်း ဟို မှာ နည်းနည်းအားရတာတော့မဖြစ်ပါအရင်ဝမ်းတာခဲ့ပါတယ်ရှုံးပေမဲ့ဝမ်းတာပါတယ် ကစားသမား3-1-1နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီကစားသမား3-1-2ကစားပွဲမှအပီးတိုင်ထုတ်ပယ်လိုက်ပါတယ် ဘယ်လောက်ထိယုံကြည်ထားဆိုတော့ဒါကြီးကတော့ final ထိဒါကြီးတက်အောင်ကြိုးစားမယ်ပေါ့ ဘာလို့တငယ်ချင်းမင်းဘဝရှိကိုလေပျော်လို့ငယ်ဒုဘဝတိတ်ကလေးတွေပြန်လဲစဉ်းစားတိုင်းရမအမတ်တရားရှိပါပြီမေးတဲ့သူမလွမ်းတဲ့သူမြေဝေးကျမငိုနေလဲဘလို့တားစီမရနိုင်ပြီချိန်တန်အိမ်ပြန်တဲ့ကောင်းငင်ကလေးတွေဘာမှမရရရဲ့ဒီလောကလမ်းမှာဆွေးလန်းသူလွမ်းတဲ့သူမြေဝေး final ထိမှာအကုန်လုံးတွေ့ပြီးတော့မှအဲ့တော့မှပဲပုတ်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 ဆိုပြီးတော့ပြုတ်သွားမယ်ဆိုရင်တော့အဲ့လိုမျိုးတော့ပိုကောင်းမယ်ထင်တယ်နော် ဒီအစီအစဉ်ကို comment ဓာတ်မြေဩစာမှအတိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။ ညအခါ